Hello Hello ကျွန်တော်ကတော့ဒီမျိုး KT Dragon Law Firm ကဥခေထုံးတာဥပဒေကြောင်းပြည့်တဲ့လူတွေဥပဒေနဲ့ပတ်သက်ပြီးတော့တမုံလုံးကြောင်းပြုလုပ်နေတဲ့လူတွေပြုလုပ်တော့မဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေခြင်းနဲ့ဥပဒေကိစ္စတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီလောကရဲ့ကိုဝင်မယ်ဆိုလို့ရှိရင်လိုက်နာမယ်ပြင်သုံးရမယ်အချက်များအဖြစ်နဲ့ကျွန်တော်သတ်မှတ်ထားတာရှိပါတယ်ဥပဒေဟာဒီလိုပဲဖြစ်တယ်အများကြီးစီးစိမ့်နေရတယ်မစီးစိမ့်မဲနဲ့ရက်နေမယ်ဆိုလို့ရှိရင်ကြာတဲ့အခါမှာသူကပုံတိုးပြီးတော့လောကအတွက်အသုံးဝင်တော့သူ့အတွက်လည်းအသုံးဝင်တော့ဒါကြောင့်မလို့အများကြီးဒီလိုစီးစိမ့်နေအောင်လုပ်ပါဆိုပြီးတော့ကျွန်တော်တို့ပေါ်ပြထားတာရှိတယ်ဒုတိယအချက်ကတော့ကျွန်တော်တို့ဒီဥပဒေလောကမှာကျွန်တော်အသက်ရှင်တန်အသက်မွေးကြောင်ပြုတဲ့အခါမှာကျွန်တော် professional တယောက်လို့ကျွန်တော်နေရသူကစာဖတ်ရမယ်စာဖတ်ပြီးလို့ရှိရင်အဲ့လိုစာဖတ်တာဘယ်သူ့အတွက်အကျိုးရှိတယ်ဆိုတော့ client ရဲ့အတွက်အကျိုးရှိတာဖြစ်ပါနောက်တစ်ချက်ကတော့ဘယ်လိုရှိရလဲဘယ်လိုယုံကြည်ချက်မျိုးရှိရမလဲဆိုတော့ဒါကိုလုပ်ရင်အောင်မြင်တယ်အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်ပါအဲ့ဒီယုံကြည်ချက်ကဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ဒီစာရေးဥပဒေပညာနဲ့ပတ်သက်ပြီးတော့စာရေးလေ့လာတဲ့အခါမှာအသုံးဝင်သလိုပြဿနာအကြီးကြီးတွေတွေ့တဲ့အခါမှာဘယ်လိုဖြေရှင်းရမလဲဆိုပြီးတော့ကျွန်တော်တို့ဒီဆောင်ရွက်တဲ့အခါမှာယုံကြည်မှုကယုံကြည်ချက် confidence ကအရေးကြီးပါအဲ့ဒါပြကျွန်တော်တို့သင်ယူခြင်းဟာဒီနည်းမျိုးနိုင်ရဲ့ဖြစ်တယ်လို့ဥပဒေလောကကားတွေကဆိုကြနောက်တစ်ခါကျွန်တော်တို့ဥပဒေသမားတယောက်ဖြစ်လာမယ်ဥပဒေနဲ့ပတ်သက်ပြီးအသက်မွေးကြောင်းလုပ်တော့မယ်ဆိုလို့ရှိရင်သူဟာအမြဲ update ဖြစ်အောင်ကျွန်တော်ကြိုးစား update ဖြစ်မှဒါလေဒီမိအကျိုးသာမကပဲနဲ့တာရဲ့အကျိုးကိုကာကွယ်နိုင်မှာကျွန်တော်ဖြစ်ပါဒါကတော့ကျွန်တော်တို့ KT Dragon Law Firm ကနေပြီးတော့ဥပဒေပညာနဲ့ပတ်သက်ပြီးတော့တက်မြောက်ကျွမ်းကျင်တဲ့လူတွေလော်ယာလုပ်တော့မဲ့လူတွေလော်ယာလုပ်ဖို့အတွက်ကြောင်းတက်နေတဲ့လူတွေကြောင်းပြီးတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ဒီနီလန်းစီကန်းတွေကိုကျွန်တော်တို့တင်ပြမျှဝေခြင်းကျွန်တော်ဖြစ်ပါအားလုံးကျေးဇူး